你好，我是石老师，ကျွန်တော် Shiny Shiny Language Center ရဲ့ founder ရှိ老师ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တောင်ဦးပေါ့နော် Shiny Shiny Language Center ကျောင်းကနေပြီးတော့ပေါ့နော် HSK တွားဖြည့်ခဲ့တဲ့ကျောင်းသားတွေထဲမှာပေါ့နော်ဟုတ်ကဲ့အကုန်လုံးတယောက်မကြံဆောင်ပွဲအောင်ရဲ့အကြောင်းပြောချင်လို့ပါဟုတ်ကဲ့ HSK 1ဆိုရင်ပေါ့နော်ယာပြီးရဖို့အတွက်အကုန်လုံးတစ်မှတ်လောက်ပဲလူကြတယ်ဗျဟုတ်ကဲ့နောက်ပဲ HSK 2ဆိုလဲအကုန်လုံးအောင်ကြတယ်ပေါ့နော်အမှတ်ကောင်းကြတယ်ပေါ့နော်9မှတ်10မှတ်လောက်ပဲရောကြတာပေါ့နော်HSK ဒီကျောင်းသားတွေကလည်းအကုန်လုံး9မှတ်ပဲ10မှတ်လောက်ပဲရောကြတာပေါ့နော်ကျွန်တော်တို့အနေနဲ့ပေါ့နော် HSK ကိုပေါ့နော်3လပိုင်းမှာဆောင်ပွဲရှိပါတယ်ခင်ဗျဒီလို3လပိုင်းဆောင်ပွဲကိုပေါ့နော်ဖြည့်ခြင်းတို့ join ခြင်းလို့ဆိုရင်ကျွန်တော်အခုတည်းကနေပြီးတော့မှကျွန်တော်တို့တင်တန်းကိုလာပြီးတော့မှ join ထားလို့ရပါပြီအဲဒါလေးကိုအကြောင်းကြားပေးရပါခင်ဗျဟုတ်ကဲ့တောင်မျိုးရဲ့HSK ပေါ့နော်တင်တန်းကျောင်းပေါ့နော်နှစ်ကောင်းရှိပါတယ်ကျွန်တော်တို့ကျောင်းပါပေါ့နော်ဟုတ်ကဲ့ဟိုကျွန်တော်တို့ငကယုံဖျားလမ်းမှာရှိတဲ့ဟိုကောင်းအောင်ကွမ်တုံဖျားကျောင်းမှာလည်း join လို့ရပါတယ်ဟုတ်ကဲ့ဟိုမြောက်ရီဘန်နောက်ကျော်လမ်းမှာရှိတဲ့ရှင်မြင်းဆောင်63ခရီးလမ်းဘောနော် Shiny Shiny Language Center 1ကိုလည်း join လို့ရပါတယ်နော်ဟုတ် Center 2ကို join Center 1ကို join အတူတူပါပဲခင်ဗျာဟုတ်ကဲ့HSK ပေါ့နော်ကပေါ့နော်ဟုတ်ကဲ့နောက်ပိုင်းဆိုရင်တော့အရေးပါတာပေါ့နော်ဘာဖြစ်လို့အရေးပါလဲဆိုတော့HSK 4တွေ5တွေမှာရမှတာပေါ့နော်ကျွန်တော်ဒီကျွန်တော်အထည်ချုပ်တွေဘာတွေမှာပေါ့နော်အလုပ်ဝင်တာပြုတာအဆင်ပြေမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက် HSK ကိုចောင်းသားအနေနဲ့ဖြည့်ထားကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းအပ်ပါတယ်တောင်မြို့မှာ HSK တင်ကျင်လို့ရှိရင်ကျွန်တော်တို့အကြောင်းကိုဟိုလာခဲ့လို့ရပါတယ်ဟာအားလုံးကျေးဇူးတင်ပါတယ်ဒါကြောင့်ဆက်